မျက်နှိုးလွတ်လို့ ဟုတ်တယ် တင်စားထားတဲ့တချင်းလေး အော်ညဆိုတော့တာစုပုတ်ရွက်ပါလေ ဟာထိကရုံးပါလေဘုံရွက် သူလည်းအစူးပါတာပဲတူတူပဲနော် စုပါ စူပါတာတော့ဟုတ်တယ်ဟိုထိကရုံးကတို့ရင် ချစ်သူ ဟုတ်တယ် လက်ဖြားလေးကင်ချင်ရုံလေးပါပဲတဲ့ ကိုကြီးတို့ကြတော့လေ တို့နဲ့ကြကွာပါ ဒီလက်ဖျားလေးနဲ့တော့အစမပြေဘူးလက်အရင်လောက်ကြမှာ အမေ ဟုတ်တယ်အတင်းမကြမ်းမဲနဲ့ပစင်းဖန်းလေးဖန်း အ ချစ်ဆိုတာနူးညံ့တဲ့တိမ်မွေ့တယ် တိမ်မွေးတယ် တိတ်ကိုနူးညံ့တဲ့အရာလေးတစ်ခု မှန်ပါ ဒါလေးကိုတင်စားပြီးတော့တချင်းလေးဟာလက်ဖြားလေးကင်ချင်ရုံလေးပါပဲတဲ့ လက်ဖျားလေးကင်ကြီးုံလေးပါ ကဲ ဖြားလေးကန်ရင်လေးပဲ ဆွဲမင်း ချီမာလေးကန်ရင်လေးပါပဲ လက်ဖျားလေး ငါကန်ရင်နဲ့ ကြည့် ညာ နေကြ ကန် တာ ပါ ကြည့်နေကြတာတိပါတယ်ရံမတွေ့ပါနဲ့ ဒိုဆိုလာမီဒို မဟုတ်ဘူးလေဆိုင်းစီရတယ်ညီလေး ထီကယုံပွားလေးရဲ့ ဟေးဟေး ပြီးဦးတူသွားတယ်လက်ဖြားလေးကင်ရုံလေးပါကွယ်ရှစ်သွေးဆူဆူပါမမို့ strawberry chain ဟေးဟေး ထီကယုံလို့တော့လက်ကလေးလည်းမကန်ဘူး ဘာလို့ ကိုချစ်မှာတော့လက်ကလေးကန်အောင်လေးနဲ့တော့အစမပြေဘူးလေ အဲ့ဒါခင်ဗျားတို့ကချစ်တာမဟုတ်ဘူး ဟုတ်တယ် တနာတနာတနာ နင်တို့ပြောတနာ ငါမှတနာမရှိတော့ဘူးကိလေသာတွေကိန်းအောင်ကြီး အကိုပြောတာကျွန်တော်ယုံသွားပြီအချင်းနဲ့ပတ်သက်ရင်လေကိုစူပါတို့လင်များညော့မြင်ပြီးကျွန်တော်အရန်ပျော်သွားတယ် ဟုတ်လား အရန်ချစ်ကြတာတယောက်နဲ့ကြောက်ဟုတ်တယ်အိမ်ရောက်စံသူ့ဓာတ်နဲ့လိုက်ထိုးတာ အဲ့ဒါချစ်တာမဟုတ်တတ်တာ မင်းခုမကြွေလို့ ညီလေးကလည်းချစ်ပြီဆိုမှတော့လက်ကလေးကန်အောင်နဲ့တော့ဖြစ်ဘူးလေအမချရင်လည်းလာချတော့အဲ့တော့တောင့်ပြီးဟိုဖြစ်သွား အချစ်ကကွာတယ်အရင်တော့လူတွေကအရန်ချစ်တတ်တာဘယ်လောက်ထိချစ်တတ်လဲဆိုတော့မထိရက်မကန်ရက်လေးတွေနော်ပြီးတော့မခွမ်းနိုင်မခွာရက်ကောင်ဖြစ်ကြတာ မှန်တယ်လေ ဘာဖြစ်လို့လဲဆိုတော့ထမင်းဝိုင်းထဲမှာတဝိုင်းထဲစားတာတော့မှလင်မယားနဲ့ဟိုဘက်ဝိုင်းဟိုဘက်ဒီဘက်ထိတ်စားတာတော့မှဇုံးကွယ်လို့လုံးတယ်လို့ငိုတာက9ရက် ဟာအဲ့လောက်တောင်မှ အဲ့ လား လောက်တော့ချစ်တတ်တာခုကကြတာမဟုတ်တော့ ဘယ်လိုဖြစ်သွားတော့ လူပြလက်ဝဲမိဘိုးဘက်ဆိုးဆွဲ လူပြလဲဝက်မိခင်မ ချ ဟုတ် စ်တာ တော့ ပဲကို โอเค ကြီး ရီရှော့ပြောနေအချစ်ဆိုတာနူးညံ့တဲ့တိမ်မွေ့တယ် ဟုတ်တယ် တန်မိုးထားစရာကောင်းတဲ့တိတ်ပြီးနူးညံ့တဲ့အရာလေးတစ်ခု ဟာတန် ရှေ့ကျွန်တော်တို့ဗမာထုံးနှံအစင်လာတွေမှာကိုသိတ်ချစ်ပြီးမျက်နှိုးရတဲ့မိန်းကလေးကိုသုံးနေသုံးမှုစောင့်စားပြီးတော့မှလက်ထပ်ယူကြတဲ့ အခုကတော့ခစ်တီယာပြောင်းသွားပြီအဲ့ခစ်တီမဟုတ်တော့ဘူး ဘာဖြစ်လဲ အခုက AI technology ဟာ technology ခေ technology တူတူ ဩ ဒါကြောင့် ကျေးဇူးယူ ဒီကယုံပွားလေးရဲ့ ဟေးဟေး ပြီးဦးထိုးတော်တယ် ဟေးဟေး လက်ဖြားလေးကယုံလေးပါကွယ်ရှစ်သွေးဆူဆူပါမမို့ strawberry chain ကိုစိ အမေကောင်းစကတကယ်တမ်းသူ့လူထဲမှာနားနေမင်းသားကောင်းစင်ဆိုတော့လေချော်လဲရောတာဝက်တီပဲ ဒီမှာခင်ဗျားတို့မှာချစ်ရတဲ့သူတွေရှိ ရှိတာဗော ရှေ့ရတန်မိုးထားရမယ် တန်ဖိုးထား တန်မိုးမထားမနဲ့ခင်ဗျားတို့တွေတိတ်ပြီးရမတ်တွေကျူးနေရင် ဘာဖြစ်တော့ ဘလူကြီးဖြစ်တတ်တယ် ဟုတ်လားပြောသွားတယ်နော် ဘာတဲ့တော့ ဗလီကျူးဖြစ်လိမ့်မယ် ဘလူးကြီးပါလိမ့်မယ်ဘလူးကြီး ဘလူကြီး ဘလူးကြီးများလာပြီး ဒီ တော့ ချက်တန်မိုးထားရင်လေသူ့ကိုလေအပြစ်မှာဆိုရင်ပူနေမှာဆိုလို့တော့အေးတဲ့နေရာမှာထားတာ ဗမာထားတော့ ရေခဲတိုက်တယ်မှာ ဩဒူဆိုတာဒီလိုတန်ဖိုးထားရတယ်လေ တမိုးသားချစ်ရတယ် ကိုချစ်တဲ့သူကကိုကိုတန်ဖိုးထားမှာကိုကိုလည်းသူကပြန်ဖို့တန်ဖိုးထားတာအခုမိမဆိုအခုရန်တန်ဖိုးထားတာကိုပွဲကပြန်သွားတယ်ရောက်တာနဲ့ယောက်ျားအိမ်ဖေးလေးရှော့မယ် အဲ့လောက်တော့ ပြီးလည်းပြီးရောပြီးရောသူနေစားသေးတွေစားနေရနေစားသေးကတခွန်းခွန်းနဲ့လေးနားလေးညီးနေရတဲ့ငါယောက်ျားအေးပြတော့မယ်တဲ့ဖြည်းဖြည်းစားတော့မယ်တဲ့ အော်ကြိတ်ဝါတယ်ကြိတ်ဝါတယ် အသက်မထွက်ဘူး ဟုတ်တယ်ထမင်းချက်တာတော့တန်တန်မြမြချက်တာထမင်းချက်ပြီးမှလာပြီးတော့အိတ်နေတာကိုနှိုးတော့မှယင်ကြီးတာ ဘလူးလေးတော့ အဲတင်ញိုင်ကုန်ထမင်းစားမယ်ထားထား တော်သေးတာပေါ့ ချစ်သူဘဝထိသိမ်းကြညနူးစရာကွယ်ရမလူကျူးရင်ကွယ်ဘလူကြီးဖြစ်တတ်တယ်အစွဲကြီးနဲ့ကြောက်ဖို့ကောင်းပါလေ ဟေးဒီကရုံးမလေးဆိုတာအောင်ရော်ရေတဘ
အောင်တို့မဲ့အောင်လို့လေ ကောင်းလိုက်တာ အသိရမတ်တွေကျူးနေရင်ဘလူးတွေဖြစ်တတ်တယ် နေ နော် ကြတာဗောအတ္တတွေကြီးနေတော့ ဘလူးတွေဖြစ်မယ် ဘလူးတွေမဖြစ်နဲ့ကျွန်တော်ဆိုရင်ကိုယ့်ကောင်မလေးကိုအမြင့်ဆုံးမှာပဲထားကျင်တာစီတိုနာဟိုတယ်ဟိုးပေါ်ဆုံးတက်မှာလုံခြုံရေးလုတ်ခိုင်းလိုက်တယ် စစ်ချရီ ချစ်သူဘဝထိမ့်သိမ့်ကြညလူစရာကွယ်ရမလူကျူးရင်ကွယ်ဘလူးကြီးဖြစ်တတ်တယ်အစွဲကြီးနဲ့ကြောက်ဖို့ကောင်းပါတယ် ဟေး ဟုတ်စေ ဟေး ပြိုစင်ညူဖူးမိဂလာဦးညတော့ဖြစ်စီဝဲသဘောရှိုးလေးတင်ရတယ်မျိုးမတင်စီချင်မှုကွယ်ဒီရောဝါလေးရဲ့ဘလူးကြီးဖြစ်မှာကြောက်ပါလေပြိုစင်ညူဖူးမိဂလာဦးညတော့ဖြစ်စီဝဲသဘောရှိုးလေးတင်ရတယ်မျိုးမတင်စီချင်မှုကွယ်ဒီရောဝါလေးရဲ့မျိုးကြီးဖြစ်မှာကြောက်ပါလေ ထိန်းသိမ်းသိမ်းသိမ်းချစ်ကြဖို့စိတ်ခေါ်တယ်ထိန်းသိမ်းသိမ်းသိမ်းချစ်ကြဖို့စိတ်ခေါ်တယ်အိမ်လေးရှင်မလေးရဲ့အိမ်လေးရှင်မလေးရဲ့လက်ပြလေးကယူလေးပါတွေ့လက်ပြလေးကယူလေးပါတွေ့ အောင်လူ ဟေးဟေး ဟိုက်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 အော်ဟေး ဟေး ထိန်းသိမ်းသိမ်းသိမ်းချစ်ကြဖို့စိတ်ခေါ်တယ်ထိန်းသိမ်းသိမ်းသိမ်းချစ်ကြဖို့စိတ်ခေါ်တယ်အိမ်လေးရှင်မလေးရဲ့အိမ်လေးရှင်မလေးရဲ့လက်ပြလေးကယူလေးပါတွေ့လက်ပြလေးကယူလေးပါတွေ့ ဟေး ဒီကိုနေရ ဟေး ဟေးဟေးကြားလေးလောက်မှာကြားလေး လာမယ်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  လာပြီ ညီလေးတို့ဒီလောက်လေးနာမည်ကြီးနေတဲ့မင်းသားတွေဖြစ်ပြီးဒါလေးတော့သေချာမလှဲ့တဲ့ကြောင် ဟာဘာဖြစ်လို့လို့ ဟောကြီးသားမန္တလေးမှာကောင်းစီဟေးဟောကြီးသားဒီမှာ